ကဲအားလုံးပဲမင်္ဂလာပါ90 minute football တက်ကနေအားလုံးပြန်လဲကြိုဆိုပါရစေကဲမနေ့ကတော့ကျွန်တော်ပေးလိုက်တဲ့၄ပွဲယူရိုပါလိ၄ပွဲကတော့ရကြမယ်လို့ထင်ပါတယ်ပထမဆုံးပွဲကျွန်တော်ရန်ပွိုင်းနဲ့လိုင်းဒီပွဲမှာကျွန်တော်ရန်ပွိုင်း body ကိုပြီးခဲ့ပါတယ်ပြီးတော့ဂိုးပေါ်ကတော့ကြာခဲ့တယ်ပေါ့နော်ရန်ပွိုင်း body ကတော့ရမယ်ထင်ပါတယ်ဥထွန်းနဲ့ Northern Forest ပွဲမှာကျွန်တော်ဥထွတ် body ကိုရွေးချယ်ခဲ့ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော် Dynamo Zagreb နဲ့ Betis နဲ့ပွဲကိုကျွန်တော်ဂိုးပေါက်အပေါ်ရွေးချယ်ပြီးခဲ့ပါတယ်အဲပွဲလေးရကြမယ်လို့ထင်ပါတယ်နောက်ဆုံးပွဲကတော့ဒီဇယ်နဲ့ Aston Villa ပွဲကျွန်တော် Aston Villa body ပြီးခဲ့ပါတယ်တလုံး40စာဆို40တော့ရမယ်ထင်ပါတယ်ညကဲ okay အားလုံးပဲဒီနေ့ကျွန်တော်ရဲ့တုံးသက်ချက်လေးပြန်ပြီးတော့စလိုက်ကြအောင်ကျွန်တော်လက်ချီနဲ့ပီဇာပွဲပဲဖြစ်ပါတယ်အမှအင်ရှင်လက်ချီကတော့ level 50ရှုံးဆိုပြီးတော့ပေါက်ထားပါတယ်ညတော့ကိုပေါင်းကြီးကတော့နှလုံးတည်ဆိုပြီးပေါက်ထားပါတယ်ဒီနှစ်သိန်းကတော့အပေါ်အောက်နှစ်သိန်းတွေ့နေတာပေါ့နော်လက်ရှိမှာလက်ရှိနဲ့ပီဇာကတော့သူ10မှတ်နဲ့73မှတ်ဆိုတော့3မှတ်ပဲကွာထားပြီဗျာနော်လက်ရှိကတော့အမှတ်ပေးစရာအဆင့်7မှာရက်တည်နေပြီးတော့ပီဇာကတော့တန်းစင်းစုံအဆင့်18မှာရက်တည်နေရပေါ့နော်သူတို့နှစ်ယောက်ကတော့10ကြိမ်တွေ့ထားဘူးတယ်အမှလက်ရှိက5ကြိမ်တိတိနိုင်ထားပြီးပီဇာကတော့3ကြိမ်နိုင်ထားပါတယ်နှစ်ပွဲကတော့တည်ကြထားပါတယ်ဗျဒီနှစ်သိန်းဘယ်လိုပဲဖြစ်ဖြစ်ဒီနှစ်သိန်းဟာနှစ်သိန်းလုံးအမှတ်လိုအပ်နေတဲ့အသင်းတွေလည်းဖြစ်တယ်။ဂိုးပေါင်းကြီးပေးထားတဲ့2ဒီမှာကျွန်တော်ဒီနှစ်သိန်းကို body tag ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။နှစ်သိန်းလုံးဂိုးသွင်းမယ်လို့လည်းကျွန်တော်ယုံကြည်ထားပါတယ်။နှစ်သိန်းလုံးအပြန်လန်းတိုက်စစ်တွေဖွင့်ပြီးတော့စော့မယ်။နှစ်သိန်းလုံးဂိုးသွင်းမယ်ဂိုးရမယ်လို့လည်းကျွန်တော်မျှော်လင့်ထားပါတယ်။အဲကြောင့်ဂိုးပေါင်းစီ2ဒီမှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။ဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်ကြာနော်။ Okay နောက်တစ်ပွဲကတော့ကျွန်တော်တို့ဂျာမန်ဘွန်ဒက်လီဂါပွဲယူနီယံဘာလင်နဲ့ Leipzig ပွဲပဲဖြစ်ပါတယ်။ဒီမှာ Leipzig ကတော့ယူနီယံဘာလင်ကို level အရှုံးဆိုပြီးတော့သူပေါက်ထားပါတယ်နော်။အဲ့မှာ Leipzig ကိုကြည့်ရင်တော့သူက Leipzig ကတော့အမှတ်ပေးစီရမှာသူကအဆင့်2နဲ့အမှတ်29မှတ်ရထားပါတယ်။ယူနီယံဘာလင်ကတော့သူကအမှတ်15မှတ်နဲ့အဆင့်12ကိုအဆင့်12မှာပဲရှိရပါတော့။သူ့အောက်မှာဟာမကာနဲ့အမှတ်2ပဲဖြစ်နေတာ။အဲ့လိုအနေထားမျိုးမှာ Leipzig က level ရှုံးအဝေးကွင်းကနေပြီးတော့ပေါက်ထားရပေါ့နော်။ယူနီယံဘာလင်နောက်ဆုံးကစားခဲ့တဲ့5ပွဲကိုပြန်ကြည့်မယ်ဆိုရင်တရေတစ်ပွဲအနိုင်တစ်ပွဲနဲ့3ပွဲတောင်ရှုံးတာရဗျ။ Leipzig ကိုကြည့်မယ်ဆိုရင်တော့ Leipzig ကနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာတစ်ပွဲရှုံး3ပွဲနိုင်တစ်ပွဲတရေဆိုတဲ့ရလဒ်ကိုရထားပါရဲ့ပေါ့နော်။အဲ့မှာယူနီယံဘာလင်စုပ်ပြတ်တက်နေတာကြာ။အဲ့လိုမျိုးမှာLeipzig ကတရေအရှုံးမဲ့ပေါက်ထားရဲဆိုတော့ကျွန်တော်ဖောက်ထားတဲ့ကြီးကိုကျွန်တော်တန်တရားဝင်မိရတာနော်ပြီးတော့ Union Berlin ကအိမ်ကွင်းမှာဆိုရင်သူ Freiburg ကိုပဲ Freiburg အတင်းကိုပဲသူဂိုးမသွင်းနိုင်လားကြံတဲ့အိမ်ကွင်းပွဲတွေမှာသူအမြဲတမ်းဂိုးရဘိုင်မြူနစ်ကိုတည်းသူ2ဂိုးသွင်းထားနိုင်နေပေါ့နော်ဒါကြောင့်မို့ဒီနေ့ပွဲမှာတော့သူ Leipzig ကိုမဖြစ်မနေသူတကူကတော့သူပြန်ပြီးတော့သွင်းပါပဲတကူရမယ်လို့လည်းလုံးဝယုံကြည်တယ်ဗျနော် Union Berlin Leipzig ကိုတကူလုံးဝချင်းတည်သွင်းပါသူ့အောက်ကဟမ်ဘာဂါနဲ့လည်းသူအဆင့်16ကဟာမာကာနဲ့လည်းသူအမှတ်တူနေရဆိုတော့သူမဖြစ်မတည်တမှတ်ကိုသူမနိုင်တော့မှတမှတ်ကိုသူရအောင်တော့ယူသွားမှာပဲဗျဒါကြောင့်မို့ကျွန်တော် Leipzig level ရှုံးပေးထားတဲ့ Union Berlin နဲ့ Leipzig ပွဲမှာကျွန်တော် Union Berlin body ကိုပဲကြိုက်ပါတယ် Union Berlin body ကိုပဲကြိုက်ပါတယ်ဗျာနော်ကျွန်တော်ကိုပေါင်းကိုတော့ကျွန်တော်မပြောတော့ဘူးVS Sociedad နဲ့ Genoa ပွဲပဲဖြစ်ပါတယ် Sociedad ကတော့တလုံးသွင်း50ဆိုပြီးတော့ကြေးပေါက်ထားပါတယ်နော်ကိုပေါင်းကတော့ကျွန်တော်နှလုံးရှုံးဆိုပြီးပေါက်ထားပါတယ်VS Sociedad ကတော့သူတို့အမှတ်ပေးစရာမှာ16မှတ်နဲ့အဆင့်14မှာရက်တည်နေပြီးတော့ Genoa ကတော့12မှတ်နဲ့တန်းစင်းစုံဇီယာတတူအဆင့်18နေရာမှာတန်းစင်းစုံတဲ့ကိုရောက်နေတဲ့ Genoa အသင်းလေးဖြစ်ပါတယ်ပေါ့နော် Sociedad အသင်းနေနဲ့အောင်ဆုံး5ပွဲကစားခဲ့တဲ့သူ့ရဲ့ရလဒ်ကိုကြည့်ရရင်သူက2ပွဲနိုင်ထားတယ်2ပွဲရှုံးတယ်1ပွဲတည်ကြထားတယ် Genoa ကတော့နောက်ဆုံး5ပွဲမှာသူ1ပွဲနိုင်2ပွဲတည်2ပွဲရှုံးထားအဲ့လိုခြေစွမ်းမကောင်းတဲ့တရှိတန်းစင်းစုံတဲ့ရောက်နေတဲ့ Genoa အသင်းကို VS Sociedad ကတလုံးသွင်းလိုက်တာနဲ့တဝက်စားဆိုပြီးပေးထားတာကတော့ဖွင့်တဲ့ခြေကိုကျွန်တော်တန်တရားဖြစ်မိပါတယ် Genoa ဘက်ကလည်းမဖြစ်မနေသူတမတ်ရအောင်ယူဖို့သူအသေးအတန်ကြိုးစားလာမှာပဲ body tag ကျွန်တော်ဂိုးပေါင်းကိုပဲပို့ပြီးတော့ကြိုက်ပါတယ် Genoa တကိုးချင်းတွေတွင်းကိုတွင်းမှာပါ Genoa တကိုးချင်းတွေတွင်းကိုတွင်းမှာပါဒါကြောင့်မို့ကျွန်တော် Sociedad နဲ့ Genoa ပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်နှလုံးရှုံးဆိုပြီးတော့ပေးထားတဲ့
9ပေါင်းဈေးမှာကျွန်တော်9ပေါင်းအပေါ်ကြိုက်ပါတယ်ဂျီနိုကမဖြစ်မနေတကူတွင်းကိုတွင်းမှာပါโอเคဒါကတော့ကျွန်တော်အကြိုက်ဆုံး Friday night ရဲ့3ပွဲပဲဖြစ်ပါတယ်အားလုံးပဲကြက်နေတတ်တယ်ဆိုရင်တော့ channel လေးကို subscribe လေးပြုလုပ်ပြီးသွားကြပါအောင်เนาะကျွန်တော်တို့မနေ့ကမှပြန်တွေ့ကြပါမယ်